ချို့လူတွေဟာချန်ပီယံဖြစ်ဖို့မွေးဖွားလာကြတယ်ဒါပေမဲ့တချို့လူတွေကတော့ချန်ပီယံဖြစ်ဖို့သူတို့ဘဝကိုပြန်တည်ဆောက်ရတယ်ဒီနေ့ကျွန်တော်ပြောပြပေးမယ့်လူကကမ္ဘာအန်ဒီရဲ့အရှိဆုံး knockout artist တယောက် UFC ချန်ပီယံ Alex Papaya ဖြစ်ပါတယ်ဒါပေမဲ့ခင်ဗျားတို့ဒီနေ့မြင်နေရတဲ့ Alex Papaya နဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ Alex ဟာလုံးဝမတူညီတဲ့လူတစ်ယောက်ဖြစ်ခဲ့တာပါသူ့ရဲ့ဇလန်းကချန်ပီယံတစ်ယောက်ရဲ့ဇလန်းဆိုတာထက်ဘဝကိုအရှုံးမပေးခဲ့တဲ့လူတစ်ယောက်ရဲ့ဇလန်းဆိုရင်ပုံမှန်ပါလိမ့်မယ်1989ခုနှစ်ဇူလိုင်လ9ရက်နေ့ဘရာဇီးနိုင်ငံမြို့ငယ်လေးတစ်ခုမှာ Alex Papaya ကိုမွေးဖွားခဲ့ပါတယ်။ Alex ဟာအလွန်ဆင်းရဲတဲ့မိသားစုကနေကြီးပြင်းလာတဲ့သူဖြစ်ပြီးတော့သူ့မိသားစုအတွက်နေ့စဉ်စားဖို့တောင်ရုန်းကန်နေရတဲ့အခြေအနေမျိုးပါ။သူနဲ့ရွယ်သူအခြားကလေးတွေကြောင်းတက်နေချိန်မှာ Alex ကတော့မိသားစုကိုကူညီဖို့အလုပ်လုပ်နေရပါတယ်။ဒီလိုနဲ့မိသားစုစားဝတ်နေရေးအတွက်ဝင်ကူရင်းနဲ့ပဲတက်12နှစ်ပဲရှိသေးတဲ့ကလေးတစ်ယောက်ဟာကျောင်းကိုစွန့်ခွာခဲ့ရပါတယ်။အိမ်မက်တွေထဲအသက်ရှင်ဖို့အရေးကြီးတယ်ဆိုတဲ့စကားဟာAlex အတွက်တော့ပို့ပြီးတော့မှန်ကန်နေတာပါ။ကျောင်းထွက်ပြီးသူဟာအုတ်တယ်ကြောက်တယ်တဲ့အလုပ်ကျန်းတွေကိုလုပ်ခဲ့ရပြီးတော့ရတဲ့ပတ်စံနဲ့မိသားစုစားဝတ်နေရေးကိုတစ်ဖက်တစ်လမ်းကနေထောက်ပံ့ပေးခဲ့တာပါ။အဲ့ဒီအချိန်မှာ UFC ချန်ပီယံဖြစ်လာမယ်ဆိုတာဘယ်သူမှမထင်ခဲ့ကြပါဘူး။ Alex ကိုယ်တိုင်တော့မထင်ခဲ့ပါဘူး။နေ့စဉ်အလုပ်ကျန်းတွေလုပ်ပြီးကြီးပြင်းလာရတဲ့ဘဝဟာ Alex ကိုအသက်အရွယ်နဲ့မမျှအောင်ပင်ပန်းနွမ်းနေစေခဲ့ပါတယ်။ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုဖိအားတွေစိတ်ပင်ပန်းမှုတွေကြားမှာသူအရက်ကိုစတင်မြည်ဆန်းကြည့်ခဲ့ပြီးတော့အစာပိုင်းမှာတော့အဆင်ပြေနေပါသေးတယ်။ဒါပေမဲ့တဖြည်းဖြည်းအချိန်ကြာလာတာနဲ့အမျှအရက်ကသူ့ဘဝကိုထိန်းချုပ်လာခဲ့ပါတယ်။မတော့ရရင်မနေနိုင်တော့တဲ့အထီကိုဖြစ်လာခဲ့တာပါ။ဒီလိုနဲ့နေတိုင်းတောက်ဖြစ်လာတယ်။နေတိုင်းမှုတယ်။သူ့ရဲ့ဘဝဟာလမ်းပြောက်ပြီးအနာဂတ်မဲ့တဲ့လူတစ်ယောက်လိုဖြစ်လာတယ်။ပတ်ဝန်းကျင်ကတချို့လူတွေက Alex Papaya ဆိုတဲ့လူဟာဒီနေရာမှာပဲဘဝကိုအဆုံးသတ်ရတော့မယ်လို့ထင်ခဲ့ကြတယ်။ဒါပေမဲ့ကံကြမ္မာကသူ့အတွက်အခြားလမ်းတစ်လမ်းကိုပြင်ဆင်ပေးထားပြီးသားပါ2009ခုနှစ်Alex ဟာသူ့ကိုယ်သူမှန်ထဲမှာပြန်ကြည့်ရင်အရက်ရဲ့ကြေးကျွန်တယောက်ဖြစ်နေပြီဆိုတာကိုတတိပြန်ဝင်လာခဲ့ပါတယ်အဲ့ဒီနေ့မှာငါဒီလိုဆက်မနေနိုင်တော့ဘူးဆိုပြီးသူကဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်နောက်တစ်နေ့မနေ့မှာသူ့ဘဝသူပြောင်းလဲဖို့ကစ်ပေါင်စင်ချင်းတစ်ခုတည်းကိုဝင်သွားခဲ့ပါတယ်ချန်ပီယံဖြစ်ဖို့မဟုတ်ပါဘူးပတ်စံရဖို့လည်းမဟုတ်ပါဘူးကြော်ကြားဖို့လည်းမဟုတ်ပါဘူးသူ့ဘဝသူကဲတင်ဖို့တစ်ခုတည်းပါပဲဘယ်သူမှသတိမထားမိတဲ့အဲ့ဒီနေ့ဟာAlex Papaya ဆိုတဲ့လူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့နေ့တစ်နေ့ဖြစ်လာခဲ့ပါတယ်ဂျင်းထဲကိုစဝင်ပြီးမကြခင်မှာပဲ Alex မှာထူးခြားတဲ့စွမ်းရည်တွေရှိနေတယ်ဆိုတာကို trainer တွေသတိထားမိလာပါတယ်သူ့ရဲ့လက်သီးချက်တွေကမယုံနိုင်လောက်ပြင်းထန်နေခဲ့တာပါအရက်ပြတ်ဖို့အတွက်နေ့စဉ်လေ့ကျင့်ရင်သူ့ရဲ့ဝါသနာနဲ့ခွန်အားကိုမထင်မှတ်ဖက်ရှာတွေ့သွားခဲ့တာပါဒီလိုနဲ့ Alex ဟာလေ့ကျင့်မှုကိုပို့ပြီးတော့ပြင်းပြင်းထန်ထန်လုပ်ခဲ့ပါတယ်လူတွေအိတ်နေတဲ့အချိန် Alex ဟာလေ့ကျင့်နေပါတယ်လူတွေနားနေတဲ့အချိန် Alex ဟာလေ့ကျင့်နေပါတယ်လူတွေအရှုံးပေးနေတဲ့အချိန်မှာတော့ Alex ဟာဆက်ပြီးတိုက်ခိုက်နေပါတယ်နောက်ဆုံးမှာသူဟာကစ်ပေါင်စင်လောကရဲ့ချန်ပီယံဖြစ်လာခဲ့ပါတယ်ကမ္ဘာအကောင်းဆုံးဖိုက်တာတွေကိုအနိုင်ယူရတဲ့Alex Papaya ဆိုတဲ့နာမည်ကကမ္ဘာအနှံ့ကိုပြန့်နှံ့သွားခဲ့ပါတယ်။ကစ်ပေါင်စင်လောကမှာ Alex Papaya နဲ့ Israel Adesanya ဆိုတာအကြီးမားဆုံးရှင်ပြိုင်မှုတွေတခုဖြစ်လာခဲ့ပါတယ်။နှစ်ယောက်စလုံးကအရန်တော်ကြသလိုနှစ်ယောက်စလုံးကချန်ပီယံတွေလည်းဖြစ်ကြပါတယ်။ဒါပေမဲ့ Alex က Israel Adesanya ကိုကစ်ပေါင်စင်မှာ2ကြိမ်တိုင်တိုင်အနိုင်ယူပြခဲ့တာပါ။အဲ့ဒီအချိန်မှာ Adesanya က UFC မှာ Superstar တစ်ယောက်ဖြစ်နေပါပြီ။ Alex ကတော့ UFC တဲ့ဝင်ကားစားပါပဲ။လူအများစုကတော့ Alex ကမရဘူးမဖြစ်နိုင်ဘူးဆိုပြီးပြောကြတယ် UFC ကကစ်ပေါင်စင်မဟုတ်ဘူးသူချန်ပီယံမဖြစ်နိုင်ဘူးဒါပေမဲ့ Alex ကသူ့ဘဝတစ်လျှောက်လုံးမယုံကြည်ခံခဲ့ရတာကိုနေသားကြနေပါပြီ2022ခုနှစ် Alex Papaya ဟာ UFC ရဲ့ Middleweight Champion Israel Adesanya ကိုစိန်ခေါ်ခွင့်ရခဲ့ပါတယ်အဲ့ဒီပွဲကိုတကမ္ဘာလုံးကစောင့်ကြည့်နေခဲ့ကြပြီးတော့ Alex အတွက်အရန်ကိုခက်ခဲခဲ့ပါတယ်ဒါပေမဲ့ round 5ကိုရောက်တဲ့အခါမှာ Alex Papaya ရဲ့တားရဲစိတ်တွေနိုးထလာခဲ့ပြီးတော့ Israel Adesanya ကိုလက်သီးတွေမိုးရွာသလိုဇက်တိုက်ပစ်သွင်းရင်းနဲ့ပဲနောက်ဆုံးမှာတော့ဒိုင်လူကြီးကပွဲကိုရက်လိုက်တဲ့အခါ Alex Papaya ဟာ UFC ရဲ့ချန်ပီယံဖြစ်သွားခဲ့ပါပြီ။တစ်ချိန်ကကြောင်းထွက်ခဲ့ရတဲ့ကလေးတစ်ယောက်တစ်ချိန်ကအရက်ဆွဲခဲ့တဲ့လူတစ်ယောက်တစ်ချိန်ကဘသူမှမယုံကြည်ခဲ့တဲ့သူအခုတော့ကမ္ဘာအကြီးဆုံး MMA အဖွဲ့အစည်းရဲ့ UFC မှာချန်ပီယံဖြစ်နေခဲ့ပါပြီ။ဒီနေ့ Alex Papaya ကိုကြည့်လိုက်ရင်သူ့ရဲ့ knockout တွေကိုပဲခင်ဗျားတို့မြင်ရပါလိမ့်မယ်။
သူ့ရဲ့ချန်ပီယံခပတ်တွေကိုပဲမြင်ရပါလိမ့်မယ်သူ့ရဲ့အောင်မြင်မှုတွေကိုပဲမြင်ရပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီအောင်မြင်မှုတွေရဲ့နောက်ွယ်မှာဆင်းရဲမှုတွေရှိခဲ့တယ်အရက်ဆွဲမှုတွေရှိခဲ့တယ်အရှုံးတွေရှိခဲ့တယ်နာကျင်မှုတွေရှိခဲ့တယ်Alex Barbera ရဲ့ story ကချန်ပီယံတယောက်ရဲ့ story မဟုတ်ပါဘူးဘလောက်ပဲအောက်ဆုံးရောက်နေပါစေကိုဘဝကိုပြန်တိဆောက်နိုင်တယ်ဆိုတာကိုသက်သေပြခဲ့တယ်လူတစ်ယောက်ရဲ့ story ပဲဖြစ်ပါတယ်ဒါကြောင့်မင်းအခုဘယ်လိုအခြေအနေပဲရှိနေပါစေမင်းရဲ့ story ကမပြီးသေးပါဘူးAlex Barbera လိုပဲမင်းလည်းပြန်ထနိုင်ပါသေးတယ်ရှာမှာ